ဆိုင်ချင်းတူတာတော့မှနာမည်ကြီးတဲ့ဆိုင်ကိုသွားကြတာဘာကြောင့်လဲလူချင်းတူတာတော့မှနာမည်ကြီးတဲ့လူတွေနားပဲလူတွေကသွားပြီးတော့ကတ်ချင်တယ်နာမည်ကြီးတဲ့လူတွေစီးရပဲဝယ်ယူမှုစားသုံးမှုတွေလုပ်ချင်တယ်သူတို့နဲ့ပဲအပေါင်းအသင်းတွေပူလို့လုပ်ချင်တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့သူတို့မှာတိဆောက်ထားတဲ့လူတွေကိုချပြထားတဲ့သူတို့ရဲ့ branding တွေကြောင့်ဖြစ်ပါတယ်သူတို့တွေမှာသူတို့ရဲ့အားသာချက်ကိုသူတို့ချပြခြင်းတဲ့အကြောင်းအရာကိုသူတို့လူတွေကိုချပြခဲ့ပြီးလို့သူတို့ရတဲ့ result တွေသူတို့ရတာခင်ဗျားမှာဘယ်လိုအားသာချက်တွေရှိလဲခင်ဗျားမှာဘာကျွမ်းကျင်မှုတွေရှိလဲအဲ့ဒါတွေကိုလူတွေကိုချပြခဲ့ပြီးသွားပြီလားချပြတာရောပုံစံမှန်ခဲ့လားချပြတာရောအချိန်တစ်ခုထိခင်ဗျားအတိုင်းအတာတစ်ခုယူခဲ့သလားကိုယ့်ရဲ့ချပြခဲ့တဲ့ပုံစံတွေကိုယ်မှာရှိတဲ့ value တွေအကုန်လုံးကိုလူတွေကသိသွားတဲ့နောက်ပိုင်းမှာခင်ဗျားစီကနေပြီးတော့ဝယ်ယူစားသုံးမှုတွေခင်ဗျားနဲ့အတူတူလက်တွဲပြီးတော့အလုပ်လုပ်ခြင်းစိတ်တွေခင်ဗျားနဲ့ပဲလက်တွဲခြင်းစိတ်တွေခင်ဗျားမို့လို့ကိုဆိုတဲ့အရာမျိုးတွေကပို့ပြီးတော့ဖြစ်လာနိုင်တယ်အဲ့ဒါဘာလဲဆိုတော့ branding လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ personal branding ကောင်းဖို့ဘာလုပ်ရမလဲဆိုရင်နံပါတ်1ကရှင်းရှင်းလေးပါပဲခင်ဗျားသိတာတတ်တာခင်ဗျားကျွမ်းကျင်တဲ့ဥစ္စာကိုချပြပါစမ်းပြမချပြတတ်ဘူးဆိုရင်ရိုးရိုးသားသားချပြပါအဲ့တော့ personal branding ကောင်းဖို့ဆိုရင်ကျွန်တော်အနေနဲ့ personal branding 101ဆိုတဲ့သင်တန်းလေးဖွင့်ထားပါတယ်အဲ့ဒီသင်တန်းမှာမိတ်ဆွေတို့ရဲ့ personal brand တွေဘယ်လိုကောင်းမွန်လာအောင်လုပ်မလဲ content creation လို့ခေါ်တဲ့ content တွေပို့ပြီးတော့smart ကြလာအောင်ပို့ပြီးတော့ system ကြလာအောင်ဘယ်လိုစပြီးတော့လုပ်မလဲအဲ့ဒီသင်တန်းမှာကျွန်တော်တို့ editing တွေပါမယ်ပြီးတော့ content ရှာပုံရှာနည်းတွေပါမယ်ပြီးတော့ကျွန်တော်တို့ brand ကိုဘယ်လိုစထောင်မလဲ branding လုပ်တဲ့အခါမှာဝေတွေဘယ်လိုရှာမလဲဒါတွေအကြောင်းကိုကျွန်တော်တို့ဒီသင်တန်းမှာအကုန်လုံး complete သင်ကြားပေးသွားမှာဖြစ်ပါတယ်